NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးရကိုဥဆောင်ခဲ့တဲ့သမရဦးဝင်းမြင့်ကိုထောင်ကလွှတ်ပေးလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုလွှတ်မပေးဘူး။ဦးဝင်းထိန်ကိုလွှတ်မပေးဘူး။ဦးအောင်မိုးညိုကိုလွှတ်မပေးဘူး။ဘာကြောင့်ဦးဝင်းမြင့်ကိုလွှတ်ပေးလိုက်ပါလဲ။ပထမဆုံးမေးစရာရှိတဲ့မေးခွန်းတစ်ခုကလွှတ်မပေးခင်မှာဦးဝင်းမြင့်နဲ့စစ်ဗိုလ်တွေအပေးယူလို့ညှိနှိုင်းခဲ့တာမျိုးရှိနိုင်ပါသလား။တခြားလူတွေကိုညှိနှိုင်းမရလို့လွှတ်မပေးပဲထားပြီးတော့ဦးဝင်းမြင့်ကိုတော့ညှိနှိုင်းလို့ရတဲ့အတွက်လွတ်ပေးလိုက်တယ်ဆိုတာမျိုးဖြစ်နိုင်ပါသလားဦးဝင်းမြင့်ထွက်လာပြီးတဲ့နောက်အခုချိန်ထိပြောဆိုတဲ့လေသံတွေကိုနားထောင်ရတာကတော့အဲ့ဒါလို့ညှိနှိုင်းသဘောတူခဲ့တာမျိုးမရှိဘူးလို့ယူဆသုံးသပ်ရပါတယ်ထောင်ကျွေးကြံပုံမှ401ကိုဦးဝင်းမြင့်ကသူ့မှာအပြစ်မရှိလို့လက်မှတ်မထိုးနိုင်ကြောင်းညင်းခဲ့တယ်လို့ဒေါက်တာမျိုးညွန့်ကအင်တာဗျူးတွေမှာဖြေထားပါတယ်ဒါအပြင်မှာလွတ်ငင်းကြေညာချက်တွေထဲမှာတောင်မှဦးဝင်းမြင့်လို့နာမည်မတက်ပဲဝင်းမြင့်လို့နာမည်တက်သုံးဆွဲထားပါတယ်ဒါတွေကိုကြည့်ရင်တော့ညှိနှိုင်းပြည်လဲပြီးတော့ထွက်လာတဲ့ပုံသဏ္ဍာန်မျိုးမဟုတ်ပါဘူးဒါပေမဲ့ညှိနှိုင်းပြည်လဲလို့ပဲလွတ်ပေးတရားအောင်အတိုက်ခံနေကြတဲ့မှာသွေးကွဲအောင်ထင်အောင်ထင်မှားဖြစ်အောင်လုပ်ချင်တဲ့စန္ဒာမျိုးတော့ရှိနိုင်ပါတယ်ဒါအပြင်ဦးဝင်းမြင့်ကိုစစ်အုပ်စုကလွတ်ပေးလိုက်တာဟာဘာရည်ရွယ်ချက်ပါလဲစစ်အုပ်စုရဲ့တင်းမာတဲ့သဘောထားကိုနည်းနည်းပါးပါးဖြေလျှော့ပေးလိုက်ပြီလို့နိုင်ငံတကာနဲ့ပြည်သူလူထုကထင်မြင်လာအောင်လုပ်ချင်တာဟာသူတို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါလိမ့်မယ်ပြည်သူလူထုကိုအဲ့ဒါလိုထင်အောင်လုပ်ဖို့တောင်မှမလွယ်ဘူးဆိုတာသူတို့သိပါတယ်အထူးသဖြင့်ကနိုင်ငံတကာကိုပြစ်မှတ်ထားတာဖြစ်ပုံရပါတယ်ဒါအပြင်ဒါဟာသူ့ရဲ့ legitimacy အပေါ်မှာသွေးတိုးစမ်းသပ်လိုက်တာလည်းဖြစ်နိုင်ပါတယ် legitimacy တရားဝင်မှုဆိုတာမှာရှုထောင့်နှစ်ဖက်ရှိပါတယ်ပထမရှုထောင့်ကတော့ဥပဒေနဲ့ညီမညီဆိုတဲ့အချက်ဖြစ်ပါတယ်ဒုတိယရှုထောင့်ကတော့ပြည်သူလူထုနဲ့နိုင်ငံတကာကလက်ခံမှုရှိမရှိဆိုတဲ့အချက်ဖြစ်ပါတယ်ပထမရှုထောင့်ဥပဒေနဲ့ညီမညီဆိုတဲ့အချက်မှာအငင်းပွားစရာတွေအများကြီးရှိပါတယ်ကြိုတင်မဲနဲ့မဲခိုးပါတယ်လို့ဆွဆွဲချက်ကြက်ပြန့်ရှိပေမဲ့စုံစမ်းတာလုံးဝမရှိပါဘူးစက္ကလုံးနဲ့မဲခိုးတယ်ဆိုတာကိုလည်းဘာမှအရေးယူစုံစမ်းတာမရှိပဲရင်ငုံနှုတ်ပိတ်နေပါတယ်သူတို့ကိုအမြဲအနိုင်ယူတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါတီဖျက်သိမ်းခေါင်းဆောင်တွေဖမ်းပြီးမှတစ်ဖက်သက်ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်နေတာကလည်းအထူးအငင်းပွားစရာအချက်တစ်ချက်ပါဒီတစ်ချက်တည်းနဲ့တင်ပဲ legitimacy ကရှက်ဖွယ်လိပြတ်သုံးသွားပြီလို့လည်းဆိုနိုင်ပါတယ်ဒါပေမဲ့သူတို့ကိုဘယ်လောက်များကန့်ကွက်ကြမလဲနိုင်ငံတကာကဘယ်လောက်ကန့်ကွက်မလဲပြည်သူလူထုကဘယ်လောက်ကန့်ကွက်မလဲဆိုတဲ့အတန်ကိုနားထောင်ခြင်းလို့ပြည်သူအများမဲပေးရွေးချယ်ထားတဲ့သမရဦးဝင်းမြင့်ကိုထောင်ကပြန်လွှတ်ပေးလိုက်တာဖြစ်နိုင်ပါတယ်